ခုကျွန်တော်နိုင်ငံမှာရောက်နေတဲ့ slogan တွေကပေါက်ပန်း40 slogan တွေကိုယ့်ဘောက်ကို program တွေရေးပြီးတော့ website တစ်ခုထွင်ပြီးတော့ခင်ဗျားတို့ကိုခုဆိုလို့ရှိရင် slogan တွေကိုမစော့တဲ့လူတွေတော်တော်များလာသလိုပြီးတော့ slogan တွေကြောင့်ဘဝပြတ်တဲ့လူတွေလည်းတဖြည်းဖြည်းယောနေလာရပေါ့နော်။ဘာလို့အခုလိုမျိုးဖြစ်လာလဲဆိုတော့ကျွန်တော်အပါဝင်ပေါ့နော်ကျွန်တော်တို့ဒီ YouTuber တွေ content creator တွေတော်တော်များများကဒီ slogan တွေကိုအားမပေးတော့ဘဲနဲ့ပေါ့နော်ဒီຢာတွေကမှားနေတယ်ဆိုတဲ့အကြောင်းတွေကိုထောက်ပြပေးရတဲ့အခုလိုဖြစ်တယ်ပေါ့နော်ကျွန်တော်တင်ခဲ့တဲ့ဗီဒီယိုတွေအားလုံးကတော်တော်လေးကိုထိရောက်တယ်လို့ကျွန်တော်ထင်တယ်တော်တော်များများပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုကိုအရောက်တရာကြည့်ရဆိုလို့ရှိရင်10ရောက်လောက် slogan တွေမစော်ဘဲနဲ့ပေါ့နော်သူတို့ရဲ့ဘဝကိုလမ်းကြောင်းမှန်မှန်ဖြတ်တန်းသွားတဲ့လူတွေရှိတာကိုလည်းကျွန်တော် comment မှာတွေ့ရသလိုကျွန်တော်ဖုန်းဆက်ပြီးတော့လည်းသူတို့တွေရဲ့ဒီပေါ့နော်အောင်မြင်မှုတွေကိုလာပြီးပြောကြတယ်ဒီຢာတွေလည်းကျွန်တော်တော်တော်လေးကိုဝမ်းသာပီတိဖြစ်ရပါတယ်ပေါ့နော်ကျွန်တော်အရင်ဗီဒီယိုမှာပြောခဲ့ပြပါတယ်ဒီ slogan တွေကအစိုးရပြောလို့ထင်းချုပ်ထားတဲ့အရာတခုကန်ဆိုးချင်းကန်ကောင်းချင်းနဲ့မဟုတ်ဘူးဆိုတာကိုခင်ဗျားတို့ရဲ့နားထဲမှာတော်တော်လေးကိုရိုက်သွင်းထားတဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်ဒီအတွက်ကျွန်တော်တော်တော်လေးကိုဝမ်းသာပါတယ်ဘာလို့လဲဆိုတော့ခုလိုမျိုးဗီဒီယိုတစ်ပုဒ်ဖန်တီးရတာကကျွန်တော်တို့တော်တော်လေးကိုခက်ခဲတယ်ဘာလို့လဲဆိုတော့ခင်ဗျားတို့ပဲစဉ်းစားကြည့်ပါများစွာသောပညာရှင်တွေအကုန်လုံးက YouTube မှာအခုလိုမျိုးစောင့်ကြည့်နေကြတယ်ကျွန်တော်တို့ရဲ့အမှားတစ်ချက်လေးလွဲလိုက်တာနဲ့ပေါ့နော်သူတို့တွေကထောက်ပြမှာဖြစ်တယ်လို့ကျွန်တော်တို့ကိုကန်ချမှာဖြစ်တယ်ပေါ့နော်ဒါတွေအားလုံးကလည်းကျွန်တော်တို့ရဲ့သိက္ခာတွေပြီးတော့ခုလက်ရှိပေါ့နော်ကျွန်တော်ရဲ့ YouTube channel က subscriber 9000ပြည့်တော့မှာပေါ့နော်အခုလိုပုံစံမျိုးအနေထားမှာဗျာဒီလို channel ကြီးကကျွန်တော်တို့တွေအခုလိုမျိုးတင်နေတာကအစောပြောလို့ကျွန်တော်ကမမှန်မကန်နေတင်ခဲ့မယ်ဆိုလို့ရှိရင်ဆိုတော့ကျွန်တော်ပြောခဲ့တဲ့လူတွေကကျွန်တော်ကန်ချမှာဖြစ်တယ်ပေါ့နော်ဒါတွေအားလုံးကလည်းဆိုတော့ပြောလို့ကျွန်တော်စိန်ခေါ်ပြီးတော့ကိုပဲအခုကိုစိန်ခေါ်ပြီးတော့ကိုပဲဒီဗီဒီယိုတွေကိုလုပ်ခဲ့ရတာဖြစ်တယ်ပေါ့နော်ဒီဗီဒီယိုကိုကျွန်တော်မတင်တာကလတော်တော်များကြာနေပါပြီဒီနေ့ဗီဒီယိုကတော့ slogan တွေကိုစော့ပါမစော့ပါအကြောင်းပြောမှာမဟုတ်ဘူးပေါ့နော်ရှေ့ဗီဒီယိုမှာအခုလိုမျိုး effect ဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းကိုခင်ဗျားတို့လာပြီးတော့သတင်းကောင်းအနေနဲ့ပြောပေးတာပေါ့နော်တချို့တွေကြောင့်လည်း mic ဆဲပေါ့နော်ရမလားလိုက်ရင်နဲ့တော်တော်များများပြန်ပါနေကြပါပြီတချို့ကြောင့်လည်းဒုံးလိဖြတ်လိုက်တဲ့လူတွေရှိတယ်ဒီချိန်နေ2ရက်မှာခင်ဗျားတို့တွေတိုင်ပတ်နေမယ်လို့ထင်တယ်ထားပါဆိုလွန်ခဲ့တဲ့3လလောက်မှာကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ပြီးဒါမှမဟုတ်လို့ရှိရင်တခြား content creator တွေရဲ့ဗီဒီယိုတွေကိုကြည့်ပြီးတော့ slogan တွေကိုမစော်ဘဲနဲ့စွန့်လွတ်နိုင်ခဲ့တဲ့လူတွေကတော့ဘယ်လိုပြောမလဲပေါ့နော်အောင်မြင်မှုတွေရသွားတယ်ဗျအောင်မြင်မှုဆိုတာဘယ်လိုပြောရမလဲတနေရာရောင်မှာကြော်ကြားနေတာကိုပြောချင်တာမဟုတ်ဘူးအခုလိုမျိုးလောင်းကစား slogan ဆွဲလန်းမှုကိုဖျောက်ဖျက်နိုင်တာကလုံးဝကိုပေါ့နော်ဒီအဖိုးမပြတ်နိုင်တဲ့အောင်မြင်မှုတစ်ခုလို့ပြောလို့ရတယ်ယူဆလို့ရတယ်အဲ့ဒါဖြစ်တဲ့အတွက်အဲ့လိုအောင်မြင်မှုတွေရရလူတွေရှိသလိုဆိုတော့ပြောလို့ဒီ3လလောက်မှာပေါ့နော်ဒီ slogan တွေကိုမဖြတ်ဖဲနဲ့ယာနုလိုက်နေတဲ့လူတွေကလည်းဘာဖြစ်လဲဆိုတော့အရင်3လမှာ10သိန်းလောက်ကုန်တယ်ဆိုလို့ချင်းအခုကြော်ခဲ့တဲ့3လမှာနောက်ထပ်10သိန်းလောက်ထပ်ကုန်နေပြီပေါ့နော်30လောက်သူတို့တွေထပ်ပြုတ်နေပြီလို့ကျွန်တော်ထင်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အောင်မြင်မှုမရရလူနဲ့အောင်မြင်မှုရရလူဆိုပြီးကျွန်တော်လူဒန်းသား2ယောက်ကိုခွဲလိုက်တာဖြစ်တယ်ခင်ဗျားတို့ကိုကျွန်တော်ပြောအောင်ပဲဗျဒီပေါ့နော်ကျွန်တော် slogan ဗီဒီယိုတွေ4ပုတ်လောက်တင်ပြီးသွားတဲ့အခါမှာ slogan company ကကျွန်တော်ဆက်သွယ်လာတယ်ဒီဗီဒီယိုတွေမတင်ဖို့နဲ့ပေါ့နော်အကယ်၍မင်းငါတို့ဗီဒီယိုလေးတို့တင်မယ်ဆိုလို့ရှိရင်မင်းကိုတစ်ပုတ်ကိုမြန်မာငွေ3သိန်းကျပ်ပေးမယ်ပေါ့နော်10ပုတ်ပြည့်တဲ့အခါမှာမင်းကို bonus တွေထပ်ပေးတာတွေငါတို့တွေလုပ်ပေးမယ်အစားရှိတဲ့ကမ်းလှမ်းမှုတွေကျွန်တော်စီကိုရောက်လာပါတယ်ဒါပေမဲ့လည်းထုံးစံတိုင်းပဲပေါ့နော်ကျွန်တော်ကအစောပြောလို့ခင်ဗျားတို့တွေကိုအကျိုးပြုပေးနေတာပြောချင်တာကဗျာဒီ slogan တွေရဲ့နောက်ွယ်တွေဘယ်လိုတွေလုပ်တယ်ဘာညာတွေဆိုတာကျွန်တော်ကိုယ်တိုင်လိုက်ပြီးတော့သူတို့နောက်ကိုလိုက်ကြည့်နေတာမဟုတ်ဘူးလက်ရှိကျွန်တော်ကလည်း IT တယောက်ဖြစ်တဲ့အတွက်ဒီပေါ့နော်သူတို့ရဲ့ connection တွေဘယ်လိုအလုပ်လုပ်လဲဆိုတော့ကျွန်တော်ကပြောပြလို့ရတယ်မြောက်စဉ်းစားကြည့်ဗျာ AI ကကြီးနော်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုမကြည့်ရင်တောင်မှ slogan တွေဘယ်လိုလုပ်တာလဲဒီနိုင်ငံမှာရှိနေတဲ့ slogan တွေဘယ်လို run တာလဲဆိုတော့ ChatGPT တောင်မှမဟုတ် Gemini တို့ AI software တွေမှာမေးကြည့်ပါဒီကောင်တွေကဆိုတော့တရားဝင် software တွေဖြစ်တဲ့အတွက်လွဲပြီးတော့ဖြေမှာမဟုတ်ဘူးနော်နောက်ပြောမယ် slogan ဆိုတဲ့နေရာမှာကျွန်တော်တို့နိုင်ငံမှာရှိတဲ့ slogan တွေတော်တော်လေးကိုပိုးစိုးပတ်ဆက်ဖြန်ကြပြီးတော့ဗောနော်လူတွေကြ slogan တွေဖြစ်တယ်သူများနိုင်ငံမှာရှိတဲ့ slogan တွေကအရင်တစ်ခေါက်ကကျွန်တော်ပြောခဲ့ပူတယ် system လေးတစ်ခုပေါ့နော်ဘယ်လိုလဲဆိုတော့ဆိုတော့ပြောလို့ကျွန်တော်10ချိန်ဆော့တဲ့အခါမှာတစ်ချိန်တော့ကျွန်တော်တို့အနိုင်ပေးလိုက်မယ်ထားပါဆိုခမားရဲ့လက်ထဲမှာ10သိန်းရှိရဆိုရင်တေချာပေါက်ခမားကဗောနော်10ပုံတစ်ပုံလောက်ပဲရှုံးလိုက်မယ်ဒါက flow ဥမာကျွန်တော်ပြောပြတာနော်အကုန်လုံးကြီးမယူဘူးဗျာခမားကိုစီးပွားပြတ်လောက်တဲ့အနေထားတွေသူတို့မှယူပိုင်ဝင်လည်းမရှိလို့ယူလည်းမယူဘူးသူများနိုင်ငံ slogan တွေရဲ့ပေါ့နော်ဒီ law ပေါ့နော်ဥပဒေအရသူတို့ထုတ်လုပ်ထားတဲ့စီမင်းစည်းကမ်းတွေဖြစ်တယ်ခုကျွန်တော်နိုင်ငံမှာရောက်နေတဲ့ slogan တွေကပေါက်ပန်း40 slogan တွေကိုယ့်ဘောက်ကို program တွေရေးပြီးတော့ website တစ်ခုထွင်ပြီးတော့ခင်ဗျားတို့ကိုအစောပြောလို့အခုလိုပုံစံမျိုးလေးတွေလုပ်နေတာပေါ့နော်သူတို့ကတော်တော်လေးကိုချမ်းသာနေတော့ပါပြီဒီဗီဒီယိုကိုကြည့်နေတဲ့လူတွေလည်းဘယ်လောက်ပါနေပြီလဲဆိုတာအောက်က comment မှာထုံးစံတိုင်းရေးသွားပေးခဲ့လို့ရပါတယ်ခင်ဗျားတို့ရဲ့ comment အကြောင်းက slogan စော့ကျင်နေတဲ့လူတွေအတွက်လုံးဝကိုပေါ့နော်အဟံသာဖြစ်စေပါတယ်ပြောချင်တာကခင်ဗျားကဘယ်လောက်ရှုံးနေဆိုလို့ချင်းနောက်တစ်ယောက်ကဒီလူတော်ရှုံးနေတာပဲငါဆက်ဆိုလဲငါလည်းရှုံးမှာပဲဆိုတော့အတွေ့ဝင်သွားပါလိမ့်မယ်တချို့ကျွန်တော်ရဲ့ဗီဒီယိုမှာ comment နေမှာခင်ဗျားတို့တွေ့ဘူးလားတော့မသိဘူးငါကဘယ်နှသိန်းနိုင်နေဘယ်လောက်နိုင်နေကားတွေဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့လူတွေက
ထုံးစံတိုင်းပဲကျွန်တော်အရင်ဗီဒီယိုမှာလည်းပြောခဲ့တယ် agent နေနော်သူတို့ကဆိုတော့ပြောလို့သူတို့ရဲ့ slogan တွေကိုစော့အောင်လို့ခင်ဗျားတို့ agent တွေပုံစံမျိုးနဲ့လာလောက်တာနောက်ထပ်ပြီးပြောချင်တာတခုရှိပါတယ်ခင်ဗျားကစော့ခဲ့ဘူးတဲ့ဖုန်းနံပါတ်တွေစော့ခဲ့ဘူးတဲ့ဖုန်းမျိုးစားရယ်ဆိုလို့ရှိရင်တော့သူတို့က message တွေပို့တာလုပ်လိမ့်မယ်ခင်ဗျားလောက်ရမှာတခုကဘာလဲဆိုတော့ပို့ခဲ့တဲ့မြ message တွေအားလုံးကို block ပါဖုန်းနံပါတ်တွေအားလုံးကို block ပါဖုန်းဆက်ခဲ့မယ်ဆိုလို့ရှိရင်လည်း block ပါကျွန်တော်တစ်ပတ်နှစ်ပတ်လောက် block ပြီးသွားလို့ရှိရင်သူတို့ထပ်ပြီးမဆက်တော့ပါဘူးဒီຢာတွေဆက်တာတွေက manual လုပ်နေတာမဟုတ်ဘူး system တစ်ခုနဲ့ခင်ဗျားတို့ကို contact လုပ်နေရပါတော့အကယ်၍ဒါခင်ဗျားကိုကန်ခဲ့မှာဆိုလို့ရှိရင်အရင်ဆုံး AI နဲ့စကားပြောခိုင်းလိုက်တယ်အဆင်ပြေသွားပြီဆိုလို့ရှိရင်တော့သူတို့ agent တွေကပေါ့နော်သူတို့ရဲ့လေတွေသိန်းတွေကိုကြည့်ပြီးတော့သူတို့ပေါ့နော်အစောပြောလို့ slogan operator တွေကခင်ဗျားတို့ကိုစကားလာပြောလိုက်မယ်ဒါကြောင့်မလို့အခုလက်ရှိကတော့ slogan တွေကိုတော်တော်လေးကိုတင်းကျပ်လာပါပြီကျွန်တော်နိုင်ငံမှာလည်းပေါ့နော်တင်းကျပ်လာပြီအဲ့ဒါဖြစ်တဲ့တော်တော်လေးကလည်းလှုပ်လှုပ်ရှားရှားလှုပ်လို့မရတော့တဲ့အနေအထားတွေဖြစ်လာပြီဒါကလည်းကျွန်တော်တို့တရင်ကောင်းတစ်ခုဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ slogan တွေကအစောပြောလို့ဖြည်းဖြည်းချင်းနဲ့စော့တဲ့လူတွေယုံနေလာပါပြီတချို့မိုက်နေတဲ့လူတွေလည်းဒီနေရာနဲ့ကျွန်တော်ရက်တန့်စီလိုပါပဲပေါ့နော်တလားလောင်ပေါ့နော်ကိုယ့်ရဲ့မိန်းမတော်ဝင်ကိုယ့်ရဲ့မိသားစုကိုပြောပြီးတော့ခင်ဗျဦးစင်းဝက်လိုက်ကိုရင်ဝက်လိုက်ဗုဒ္ဓဘာသာဆိုရင်ပြောပါပေါ့နော်အကယ်၍ခင်ဗျတခြားဘာသာဝင်ဆိုလို့ရှိရင်လည်းခင်ဗျတို့ဘာသာရက်တွေမှာလုံးလို့ရမယ်ပေါ့နော်အခုလိုမျိုးမကောင်းတဲ့ကျင့်စရိုက်တွေကိုဖျောက်ဖျက်မဲ့ဝင်းနီးတိတ်ခါရှိလိမ့်မယ်အဲ့လိုပုံစံမျိုးကျင့်စဉ်နေနဲ့ကိုဒီတလားနှစ်လားတော့ပယ်ဖြတ်လိုက်မယ်ဆိုလို့ရှိရင်တော့အရင်တုန်းကစောကျင်တဲ့100ရာခိုင်နှုန်းရှိခဲ့မယ်ဆိုလို့ရှိရင်တော့90ရာခိုင်နှုန်းလောက်ပဲကြံလိမ့်မယ်လို့ကျွန်တော်ပြောလို့ပါပဲပေါ့နော်အရင်တော့ကျွန်တော်ပြောခဲ့တဲ့ခရီးထွက်ပါညာဆိုတာလဲကိုယ့်ရဲ့တငယ်ချင်းတွေကစောတဲ့ကောင်တွေပါခဲ့လဲဆိုလို့ရှိရင်ထပ်စော့နေမှာပါမေးဆိုခင်ဗျားရဲ့စော့ကျင်တဲ့ဆန္ဒက80ရာခိုင်နှုန်းဆိုရင်ခင်ဗျားတငယ်ချင်းရဲ့30ရာခိုင်နှုန်းနဲ့ပေါင်းလိုက်ရင်100ရာခိုင်နှုန်းဖြစ်သွားရင်ထပ်ပြီးစော့ကျင်လာလိမ့်မယ်ဒါကြောင့်မလို့ slogan စော့နေတဲ့တငယ်ချင်းတွေရှိလို့ရှိရင်လည်းပြပြသားသားပြောသင့်ပါတယ်ဒါကမကောင်းတဲ့ຢာတစ်ခုအကယ်၍မင်းစော့ခဲ့မယ်ဆိုလို့ရှိရင်ငါတို့နှစ်ယောက်ရဲ့ relation ကဒီနေရာမှာ stop သွားနိုင်တယ်ဘာညာဆိုပြီးတော့ပြောပါခင်ဗျားရဲ့ပြောစကားက तू နောက်ထပ်4-5နှစ်လောက်ရှိရင် तू သိလာလိမ့်မယ်ပေါ့နော်ဒါကလည်းခင်ဗျားရဲ့တငယ်ချင်းကိုဖေးမရသလိုကုညီရလည်းရောက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ slogan တွေစော့လာတဲ့လူတွေတဖြည်းဖြည်းနဲလာတယ်ဆိုတဲ့သတင်းကောင်းလေးကိုပြောရင်းနဲ့ဒီ slogan တွေကိုထပ်မစော့ဖို့ပြန်ပြီးတော့ remind လုပ်တဲ့ဗီဒီယိုလေးဖြစ်တယ်ပေါ့နော်ကဲမိတ်ဆွေအားလုံးနှစ်သက်မှာအားလုံးပျော်ရွှင်ကျန်းမာကြပါစေပေါ့နော်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ထုံးစံတိုင်းမိတ်ဆက်ပေးရကျွန်တော်က Modern Techno ပါ